နာမင်းပြောသမျှကောင်းငိမ့်ငိမ့်တာစေရမင်းသဘောတိုင်းလိုက်လို့တတ်တာရှင်မသိချင်လို့ခွဲသွားတယ်မင်းလေးကကိုရဲ့ဘွားပါယောလေးရဲ့ဆုံးရှုံးခြင်းများနေတာယုံကြည်ရဲ့လို့ဆိုပြသွားတာ